ကြီးလိုက်ုံနဲ့အံ့ဩသွားစေမဲ့ကမ္ဘာချမ်းသာဆုံးအားကစားကျယ်ဝန်းတွေရဲ့ဇိမ်ခံဘဝအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Sport and Entertainment ကနေကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့တော့သိန်းတရာဆိုတာသူတို့ရဲ့မုံမိုးပဲရှိတယ်ဆိုတော့ကမ္ဘာချမ်းသာဆုံးအားကစားကျယ်ဝန်း၃ယောက်အကြောင်းကိုပြောပြပေးချင်ပါတယ်ကျွန်တော်တို့ပြောတဲ့ဒီကစားသမားတွေဟာသူတို့စာချုပ်ချုပ်ပြီးရတဲ့လစာတစ်ခုတည်းနဲ့တင်ကျွန်တော်တို့တစ်သက်လုံးရှာဖွေတာထက်ပိုများပါတယ်ကမ္ဘာချမ်းသာဆုံးကစားသမားတွေထဲမှာအမြဲတမ်းထိပ်ဆုံးကပါဝင်နေတဲ့ဂန္ဓဝင်ကစားသမားခရစ္စတီယာနိုရိုနယ်ဒို CR7 ရဲ့ဇိမ်ခံဘဝကိုပြောရမယ်ဆိုရင်ကမ္ဘာဘောလုံးလောကရဲ့အအောင်မြင်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ရိုနယ်ဒိုဟာကွင်းထဲကသူ့ရဲ့ခြေစွမ်းကိုအထင်သေးလို့မရလို့ကွင်းပြင်မှာလည်းသူ့ရဲ့ဘန်နာရေးကိုသွားထင်သေးလို့မရပါဘူး CR7 ပိုင်ဆိုင်တဲ့ဘူကာဒီစီတိုဒိုင်ချီလိုစူပါကားတွေဆိုရင်ကမ္ဘာပေါ်မှာစီးရီ10စီးလောက်ပဲထုတ်လုပ်ထားတာဖြစ်ပြီးတန်ဖိုးကလည်းဒေါ်လာတန်ပေါင်းများစွာရှိပါတယ်ဒီလိုကားတွေဝယ်တာဟာသူ့အတွက်တော့ဝါနာတစ်ခုပါပဲဒိန်ခံကားတွေပြင်ရိုနယ်ဒိုဟာနိုင်ငံတကာကိုသွားလာဖို့အတွက်ကိုပိုင်ဂျက်လီယဉ်ကြီးတွေကိုပါပိုင်ဆိုင်ထားသူပါဒါအပြင်သူ့ရဲ့မိသားစုနေထိုင်ဖို့အတွက်ပေါ်တူဂီစပိန်နဲ့ဆော်ဒီအာရေဗျတို့လိုနေရာတွေမှာတန်ဖိုးမြေဆုံးဇိမ်ခံနေရင်ကြီးတွေကိုပါဝယ်ယူထားပါတယ်CR7 ရဲ့နေ့စဉ်ဘဝဟာသူ့ရဲ့ကစားသမားဘဝအောင်မြင်မှုနဲ့ထိုက်တန်တဲ့ဘဝပုံစံတစ်ခုဖြစ်ပါတယ်လို့ပြောရမှာပါပဲMMA လောကရဲ့ချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ကော်နာမစ်ကစ်ကာရာကိုပြောရမယ်ဆိုရင် CR7 ကအေးဆေးတည်ငြိမ်ပြီး professional ဆန်ပေမဲ့မစ်ကစ်ကာရာကတော့သူ့ရဲ့ပတ်စံတွေကိုပို့ပြီးစမ်းပြတဲ့နီးလန်းတွေနဲ့သုံးပြတတ်သူပါမစ်ကစ်ကာရာရဲ့ဇိမ်ခံပစ္စည်းတွေထဲမှာအထင်ရှားဆုံးကတော့သူပိုင်ဆိုင်တဲ့ D188 လို့နာမည်ပေးထားတဲ့ဇိမ်ခံရွက်လီကြီးပါပဲဒီရွက်လီကြီးဟာရေပေါ်မှာမျောနေတဲ့ဇိမ်ခံဆိုင်တစ်ခုလိုပါပဲပင်လယ်ပြင်မှာသူ့တငယ်ချင်းတွေမိသားစုတွေနဲ့ပန်းဖြေခီးတွေထွက်တာပါတီပွဲတွေခန်းခန်းနာနာကျင်းပတာတွေကိုသူ့ရဲ့ social media မှာအမြဲတမ်းမြင်တွေ့ရမှာပါရွက်လီကြီးပြင်မစ်ကိတ်ကာရာဟာဒီဇိုင်နာဝတ်စုံအမြောက်များနဲ့ရေကူးကန်ပါတဲ့ကြီးမားတဲ့နေအိမ်တွေကိုလည်းပိုင်ဆိုင်ပါတယ်ဒါအပြင်သူ့ရဲ့ကိုပိုင်ဝီစကီ brand တွေလိုစီးပွားရေးလုပ်ငန်းတွေကနေဝင်ငွေတွေထပ်မံရရှိနေရကြောင်းသူ့ရဲ့ဇိမ်ခံဘဝဟာပိုပြီးကျယ်ပြန့်လာပါတယ် MMA ကွင်းထဲကလက်ဝှေသမားကနေကမ္ဘာ celebrity တူဦးဖြစ်ကိုသူဘယ်လိုပြောင်းလဲခဲ့လဲဆိုတာကိုတော့ဒီဇိမ်ခံမှုတွေကသက်သေပြနေတာပဲဖြစ်ပါတယ်နောက်ထပ်ပတ်ဆိုင်ရင်ဘရင်လို့တင်စားရမယ် Fly Money Mayweather ဆိုရင်သူ့ရဲ့နာမည်ပြောင်း Money နဲ့လိုက်ဖက်အောင်ငွေပုံကြီးတွေကြားမှာတပ်ပုံရိုက်တာရွှေနဲ့စိန်တွေဝစ်စင်တာကိုဘယ်တော့မှမရှက်တတ်သူပါတခြားကစားသမားတွေနဲ့မတူပဲမေဝဲသားရဲ့ဇိမ်ခံဘွားကပိုပွင့်လင်းပြီးဓာတ်ရိုက်ဆန်ပါတယ်မေဝဲသားရဲ့ဇိမ်ခံပစ္စည်းတွေထဲမှာထင်ရှားဆုံးကတော့သူစုဆောင်းထားတဲ့လက်ပတ်နာရီတွေပါပဲသူပိုင်ဆိုင်တဲ့နာရီတစ်လုံးစီရဲ့တန်ဖိုးဟာဒေါ်လာတန်းချီရှိနေတတ်ပါတယ်ဥပမာစိန်တွေကြီးတီးတန့်အပြည့်ထည့်ထားတဲ့ဂျက်ကော့အန်ကုမ္ပဏီနာရီတွေကိုဒေါ်လာတန်းပေါင်းများစွာနဲ့ဝယ်ယူပြီးစုဆောင်းထားတာဟာသူ့ရဲ့အဓိကဝါသနာတစ်ခုပဲဖြစ်ပါတယ်သူဝစ်ဆင်ထားတဲ့လက်ဝှေနာတွေနာရီတွေပြင်မေဝဲသားကိုပိုင်ဂျက်လီယဉ်တွေလော့စ်အန်ဂျလိလိုမြို့ကြီးတွေမှာဇိမ်ခံနေအမြောက်များကိုလည်းပိုင်ဆိုင်ထားပါတယ်သူ့ရဲ့ဇိမ်ခံဘဝကိုပတ်စံနဲ့ဘယ်လိုပဲဝေဖန်သူပြသနေတဲ့ဒီစည်းစိမ်တွေအားလုံးဟာလက်ဝှေစင်မြင့်ဘော်ကသူ့ရဲ့ကြိုးစားမှုနဲ့မရှင်နိုင်တဲ့အောင်မြင်မှုတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်လို့သူကအမြဲတမ်းပြန်လည်ပြောကြားလေ့ရှိပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအားကစားကျယ်ဝန်းတွေရဲ့ဘဝအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့ channel ကို like လုပ်ပြီး subscribe လုပ်ခဲ့ကြပါဦးဗျာ